ဟုတ်ပါဘူးတောင်ကြီးရှမ်းပြည် အော်ရှမ်းပြည်လား ဟုတ်ကဲ့ ဩမိသားစုတွေရောဗော ဒီသားစုတွေနဲ့ကိုယ်ဝါကြာပဲ ကိုယ်ကလည်းကြာပြီ ဟုတ်ကဲ့ အခုတက်ဘယ်လောက်ရှိပြီလဲ 43 43 ဟုတ်ကဲ့ အဆက်တော့မလို့တော့ဘောကို မလို့တော့အိမ်ကြီးရောဘာတွေရောအကုန်လုံးရောင်းပြီးတော့ပေးလိုက်တယ် ဟုတ်လားအဲ့တော့အခုရှင်းဆက်ပြီးဘာလုပ်မလဲ စစ်ပြီးချမ်းမိုင်းကောင်းရင်တော့စစ်ပြီးပတ်စံလေးပါလေဟိုမှာစက်မှုဆုံးမအလုံးလေးလုပ်ပြီးတော့ပတ်စံလေးရရင်တော့ဒီလက်တန်တော့မယ်လို့ ဟောဟုတ်ပြီ ဒီမှာတော့ချက်မနေတော့ စမ်းမနေတော့ ဟုတ်ကဲ့ဒီမှာဆင်းနေတော့ဒီတိုင်းပဲဖြစ်မှာကြောက်လို့ ဈေးတာတွေမှာနေမယ်ဆိုနေလို့ရမလား ဗျာ ဈေးတာတွေမှာနေမယ်ဆိုရင်နေလို့ရမှာ ရိတ်တာ ဈေးတာ ဘယ်လိုရိတ်တာ ဘိုးဝါးရိတ်တာတော့ဘာလို့ပါ ဩရပါတယ် ရလားကိုအဲ့တော့သမီးပဲစားဖို့ကြတော့ပတ်ဝန်းကျင်ကလာကျွေးတာပေါ့နော် ဟုတ်ကဲ့ဒီမလေး ဒီမှာပဲကျွေးနေတာ မလေးကအမြဲတမ်းကျွေးတယ် ကျွေးနေဟုတ်တယ် ညမနေ့အမြဲတမ်း ညမလို့ဆိုနော်ဟုတ်ပြီလောဆယ်ကျွန်တော်အလူငွေလေးလူပေးပေးခဲ့မယ်အဲ့ဒါနဲ့ကိုတော့မှာနော် ဟုတ်ကဲ့ တသိန်းနဲ့2000လူရမယ်နော် ဟုတ်ကဲ့ အခုတော့အဲ့ဒါလေးစားတောက်တော့မတောက်နဲ့နော်စားဖို့စားဖို့ပဲဟိုမှာအလူရှင်လေးစုတော်ပြပါအောင် ကျူတော့ပေးပါတယ်ကြားမှာပါစေချမ်းသာပါစေဒီထဲမှာကလူနိုင်တတ်နိုင်ပါ ဗီဒီယိုဆွဲပဲနော်โอเค